ကိုကခိုင်းစုလိုမျိုး online business တော့လုပ်ချင်တယ်ဒါပေမဲ့နေဘက်တရားဖြစ်နေတဲ့အတွက်အဆင်ပြေပါမလားဆိုပြီးတော့တွေးနေတဲ့သူတွေပေါ့နော်လုံးဝစိတ်မပူနဲ့ဘာဖြစ်လို့လဲဆိုတော့လေခိုင်းစုစီကနေပြီးတော့ဒီလိုမျိုးကားပလာဆေးတုပ်တွေလက်ကားယူရောင်းတဲ့ညီမလေးတွေဆိုလို့ရှိရင်နေဘက်ကသူတွေများတယ်စလီဘက်ကသူတွေဆိုလို့ရှိရင်လည်းသူတို့ line ပေါ်မှာတစ်စက်မှအောင်မရောင်းတာဒီရွာဘက်မှာပဲသူတို့နေတဲ့နေရာမှာပဲရောင်းတာတွေအောင်ပါလေတလားကိုအထုပ်တရာလောက်က ACC သူကရောင်းတာသိရမလားအဲ့ကြတော့ကိုကလှုပ်ချင်တဲ့စိတ်ကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဘယ်လိုပြောရမလဲအဲ့လိုမျိုးစိတ်ပဲလိုတာကွာအဓိကကျတော့ငွေအရင်အနည်းထက်ဒါတောင်းကနနဲ့စလို့ရတဲ့ပစ္စည်းလေနော်အိမ်မှာဒီလိုမျိုးကြီးလုံးဝအဆိုင်ဖွင့်ပြီးတော့ရောင်းရမှာလည်းမဟုတ်ဘူးအဲ့ကြတော့ကိုကဒါကိုဒီဆေးလေးကိုတောက်ဖူးတယ်အဆင်ပြေလို့မို့လို့ပြန်ယူရောင်းချင်တယ်ဆိုလို့ရှိရင်ကိုကလှုပ်ချင်တဲ့စိတ်ရဲ့ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ရဲ့တင်မလားစူးစမ်းချင်တဲ့စိတ်လေးတွေထည့်ဖို့ပဲလိုတာအဲ့ကြတော့line ပေါ်မှာမရောင်းရဲဘူးဆိုလို့ရှိရင်တော့မှအပြင်မှာရောင်းကြည့်ချင်တယ်ဆိုလို့ရှိရင်ဒါလုပ်လို့ရတယ်ဆိုတာကိုပြောပြရတာခိုင်းစီရောက်ကိုယ်စလဲတွေဆိုလို့ရှိရင်နေဘက်ကသူတွေပဲများတာ line ပေါ်မှာတိတ်မရောင်းကြအောင်10ယောက်ရှိရဆိုလို့ရှိရင်6ယောက်လောက်ကအဲ့မှာရွာဘက်မှာရောင်းနေသူကြီးပဲလေအဲ့ကြတော့ကိုကလှုပ်ချင်နေဆိုလို့ရှိရင်စူးစမ်းနေသေးရှိကိုပဲလိုတာလို့ပြောပြရတာ